မိုးကောကထွက်တာလားတိရိလင်္ကာကလားဆိုတာကိုပါခွဲခြားနိုင်တဲ့ LAICPMS လို့အစစ်မြင့်လေးစားသုံးစက်တွေပေါ်လာပြီဆိုတော့လေသူတို့ကတော့ဘလို့ရန်ဒီယာပြိုးနဲ့အလုတ်လုတ်တာလဲဗျာသဘောတရားကဒီလိုပါရှင်ကြောင်မြက်တွေဟာမြေကြီးထဲမှာနှစ်တန်းပေါင်းများစွာကြီးထွားလာတဲ့အချိန်မှာသူတို့ပဝန်းကျင်ကမြေစီလွှာနဲ့တွင်းထွက်တွေရဲ့တက်တီတွေကိုရေမြုပ်တစ်ခုလိုစွန့်ယူထားတတ်ကြတယ်ဟုတ်ကဲ့ LICPMS ကဘလို့အလုံးလုံးလဲဆိုရင်လေဆာနဲ့ကြောင်မြက်ရဲ့မျက်နှာပြင်အလွန်သေးငယ်တဲ့နေရာလေးကိုဖစ်ခန့်လိုက်တယ်အဲ့ဒီကနေထွက်လာတဲ့အမုံလေးတွေတံငွေတွေကိုစစ်ဆေးတယ်အော်အမုံလေးတွေကိုခွေးချမ်းစေဖြာတာဗောဟုတ်ပါတယ်ဥမာနီလာတစ်ပွင့်မှာဆိုရင်အဓိကတွက်စင်တွေအပြင်တန်တက် ဂယ်လီယမ်နဲ့မက်ဂနီဆီယမ်လိုအလွန်နှဲပါတဲ့တွက်စင်လေးတွေပါဝင်နေတတ်တယ်အဲ့ဒီတွက်စင်လေးတွေရဲ့အချိုးစားကဒေတာတစ်ခုနဲ့တစ်ခုဘယ်တော့မှမတူဘူးရှင်ဟာတကယ်လက်ပွေရလို့ပဲဗောအဲ့ဒါပေါ့ဒီအချိုးစားလက်ပွေရာကိုကြည့်ဒီနီလာဟာမိုးကောက်ကထွက်တာလားမာဒါဂတ်စကာကလားဆိုတာကိုအသေးချာပေါက်ခွဲခြားနိုင်တာပါရှင်အစမ်းကတော့ကျွန်တော်ထင်ခဲ့တာဗျာတိတ်ပံပညာကတိတ်တီကြလုံးတက်ခွဲခန်းကီရီယာတွေချီသုံးလုံးတော့ကြောင်မြတ်တဲ့ romantic ဆမ်းမှုတွေရှေးဟောင်းရာဇဝင်တွေကိုဖြတ်စည်းလိုက်တယ်လို့ဖြစ်တော့မလားလို့လူတော်များများလည်းအဲ့ဒီလိုထင်တတ်ကြတယ်ရှင်ဒါပေမဲ့တကယ်တမ်းကျတော့တိတ်ပံပညာကပို့ပြီးတော့နည်းနည်းတဲ့အလားတရားကိုဖွင့်ပြပြီးနေတာပဲဗျာကြောက်တပွင့်စီတိုင်းမှာပါဝင်နေတဲ့အောင်ဝင်အညစ်အကြေးတွေ dressing အချို့အစားတွေဆိုတာသူတို့ဖြတ်သန်းခဲ့ရတဲ့တမိုင်းကြောင်းရဲ့လက်ပွေရတယ်ပဲလို့မြင်မိတယ်တေချာတာပေါ့ရှင်ဒီကနေ့ကျမတို့ဆွေးနွေးခဲ့တဲ့အရင်မြစ်တွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်ကြောင်မြစ်ရတနာတွေဆိုတာမြေကြီးထဲကတူးထုတ်လိုက်တဲ့အယိုးရှင်းတဲ့ကြောက်ခဲလေးတွေတက်တက်မဟုတ်ဘူးဆိုတာထင်ရှားပါတယ်ဟုတ်ပါတယ်ဗျာသူတို့ဟာကဘာမီရဲ့ပြင်းထန်တဲ့ဘူမိဝိရအပြောင်းအလဲတွေတမိုင်းတက်လျောက်လူသားတွေရဲ့လောဘနဲ့ယုံကြည်မှုတွေပြီးတော့အမှန်တရားကိုဖော်ထုတ်ပြီးတဲ့ခေတ်မီထိပညာရဲ့အထွတ်အထိပ်နည်းပညာတွေအားလုံးစုံစည်းရနေရတဲ့ခုဖြစ်တယ်ဆိုတာငြင်းလို့မရတော့ဘူးဗျာတကယ်ဘိုးဆိုမှတစ်ခုပါပဲရှင်ဒါကြောင့်မို့လဲလူတွေကဒီຢာလေးကိုတန်ဖိုးခါနေကြတာပေါ့ဒါကြောင့်နောက်တစ်ခါလက်ဝဲရတနာဆိုင်ကိုရောက်လို့မန်ကောင်တာအောက်ကကြောမြက်တစ်ခုကိုကြည်လိုက်ရင်ဒါဟာအယောင်လဲနေတဲ့အလားစိန်ပစ္စည်းတက်တက်မဟုတ်ပဲသူ့နောက်ွယ်မှာနဘီလီယန်ချီကြာမင်းခဲ့တဲ့မိတောင်ပေါက်ကွယ်မှုတွေရှေးခလူသားတွေရဲ့ဒန္တာကြီးလာယုံကြည်မှုတွေနဲ့တိကျတိကျတဲ့လေဆာနီးပညာစမ်းသပ်မှုတွေအားလုံးကင်းအောင်နေတယ်ဆိုတာကိုမြင်အောင်ကြည့်နိုင်ပါတယ်ဗျာမှန်ပါလေရှင်ဒီလိုရှုထောင်းပေါင်းစုံကနေကြည့်တက်သွားရင်အမြင်ကိုတစ်မျိုးပြောင်းသွားမှသိကြပါတယ်ဒီကနေ့လေ့လာမှုအစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်စဉ်းစားစရာမေးခွန်းတစ်ခုချန်ထားသိချင်ပါတယ်ဗျာတကယ်တန်ဖို့ဆိုတာလူသားတွေပြည့်ပြည့်စုံတဲ့ဖန်တီးမှုနည်းပညာမှာရှိတာလားဒါမှမဟုတ်တဘာဝတရားကြီးရဲ့အဖြစ်အနာအစာတွေနဲ့ပြည့်နေနေတဲ့ဒါပေမဲ့ဘယ်လိုမှအတူယူလို့မရတဲ့ဖြစ်စဉ်ကြီးတွေမှာရှိနေတာလားဒီအတွေးလေးနဲ့ပဲဒီကနေ့ဆွေးနွေးမှုကိုရပ်နားလိုက်ပါလေဗျာအားလုံးပဲစဉ်းစားကြည့်ကြပါဦး